12 ရက်နေ့တောင်ပေါ်ဒေသနာနှစ်ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး6အခန်းငယ်24မှ42ထိ19 20ဒါအကုန်ပဲ ဒါပဲလားဒါကုန်ပဲလား ကောင်းစားနေတဲ့လူတွေကနောက်တစ်ချိန်မှာဆင်းရဲဒုက္ခရောက်ကြလိမ့်မယ် ချမ်းသာရမှာကိုကြောက်တဲ့လူကယူနေလို့ပဲ အခုအချိန်မှာရည်နေတဲ့လူတွေကနောက်တစ်ချိန်မှာငိုကြရလိမ့်မယ်ဖះကိုချစ်ရန်ဆောင်တဲ့လူတွေအချီးမွမ်းခံခဲ့ရတယ်လို့မင်းတို့အချီးမွမ်းခံရရင်လည်းအမင်္ဂလာဖြစ်တယ်ငါပြောမယ်နားထောင်ရန်သူကိုချစ်ကြပါမုန်းတဲ့လူအပေါ်ကောင်းကြပါကျိန်ဆဲတဲ့လူအတွက်စူတောင်းမြတ်တာပို့ပေးကြပါပါတစ်ဖက်ကိုအရိုက်ခံရရင်နောက်ပါတစ်ဖက်ကိုထက်လှည့်ပေးလိုက်ပါရှက်အင်ကြီးတောင်းတဲ့လူကိုကိုယ်အင်ကြီးပါပေးလိုက်ပါတောင်းတဲ့လူကိုပေးကြပါသူများကိုပေးထားတဲ့ပစ္စည်းပြန်မတောင်းကြပါနဲ့ကိုယ့်အပေါ်လုပ်ပေးစေခြင်းတဲ့အတိုင်းကိုကဆက်လုပ်ပါမင်းတို့ကိုချစ်တဲ့သူတွေကိုပဲပြန်ချစ်ပြီးပြန်ကောင်းနေမယ်ဆိုရင်ဘာထူးနေအောင်ပါလဲဆိုးတဲ့သူတွေတောင်သူတို့အပေါ်ချစ်ရင်သူတို့အပေါ်ကောင်းရင်ပြန်ကောင်းတတ်ကြတာပဲ ဟဲ့မိမနဲ့ဘာလို့စကားတော့ပြောနေရလဲမသိဘူး ဟမ်ယွန်စရာကောင်းလိုက်တာ ကဲရန်သူကိုချစ်ပါကောင်းကြပါအကျိုးကိုမမျှော်လင့်ပဲချင်းငါပေးကြပါအဲ့ဒီလိုလုပ်မယ်ဆိုရင်ဘုရားသခင်ရဲ့တာသမီဖြစ်ခွင့်ရမယ်ဘုရားသခင်ကကျေးဇူးကမ်းတဲ့သူတွေကိုတောင်မေတ္တာထားတယ်မင်းတို့ကလည်းသူ့လိုပဲမေတ္တာထားကြပါ စကားနည်းနည်းလောက်ထပ်ပြောပါဦး မင်းတို့ကအခြားလူရဲ့အပြစ်တွေကိုခွင့်လွှတ်ပေးရင်ထာဝရဘုရားသခင်ကလည်းမင်းတို့ရဲ့အပြစ်ကိုခွင့်လွှတ်ပေးလိမ့်မယ် နောက်ပြီးတော့ ခမားစင်ညာရှိတဲ့အတိုင်းပေးလိုက်ပါခမားပေးတဲ့အတိုင်းပြန်ရလိမ့်မယ်မျက်စိကန်းတဲ့လူကမျက်စိကန်းတဲ့လူကိုလမ်းပြရင်နှစ်ယောက်လုံးကြောက်ကြကြသွားမယ်ကိုယ့်ပြစ်ကိုမမြင်ပဲသူများပြစ်ကိုပဲဘာဖြစ်လို့မြင်နေကြတာလဲ ဒါဆိုဘာလို့မလဲပြောပါဦး ဆရာပြောမှသိမှာပေါ့ နံပါတ်1ဒီမြင်ကွင်းတွင်ငါသည်မြည်သူဤပုံဆောင်သည်နံပါတ်2ယေရှုကငါကိုဘာပြောနေသလဲနံပါတ်3ငါသည်မြည်သည့်အပြုအမူနှင့်သဘောသားများကိုပြောင်းလဲရမလဲ